ခိုင်မော့ Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဖူရီသားချက်ပါဒီနေ့မှာတော့ ready ကထုတ်တဲ့တူနာဘူးလေးရှိုံနဲ့ဂျပန်ပြည်ကိုရောက်သွားလို့ခံစားရမယ်ဆူရှီလေးလှုပ်စားပါမယ်ပါဝင်ပစ္စည်းကလည်း ready ကထုတ်တဲ့တူနာဘူးရဲ့တခွားသီးနဲ့ဥနီပဲလိုပါတယ်အရင်ဆုံးရင်းနှီးရွက်ပေါ်မှာဆူရှီဗနီကာနဲ့နယ်ထားတဲ့ထမင်းလေးတွေကိုဖြန့်ပြီးတော့ခင်းလိုက်ပါမယ်ပြီးရင်တော့ ready ကထွက်တဲ့တူနာလေးကိုမယောနစ်နဲ့နယ်ပြီးတော့ထည့်ပါမယ်တခွားသီးနဲ့ဥနီလေးကိုပါထည့်ပေးလိုက်ရင်တော့အထဲမှာပါတဲ့ပါဝင်ပစ္စည်းအားလုံးစုံပါပြီအားရပါရလေးသားလေးလိုက်ရင်တော့အခုလိုစားခြင်းစပွဲကောင်းတဲ့တူနာထမင်းလေးလေးရပါပြီဆိုင်မှာစားသလိုပုံစံလေးလေးရပါတယ်အိုးခိုင်မော့ဘာပဲလို့လဲဆိုတော့ ready ရထွက်တဲ့တူနာဘူးပဲလိုပါတယ်တတား